မိမိတို့လူရန်သောတရားလူတော်သည်မျက်နှိပ်ပန်းရထောက်ပံဖြစ်ပါစေတည်းကြွားရောက်လာကြသောအများစုပေါင်းကပါဝင်လူရန်ပေးကြသည်ဓမ္မဒါနအမတဒါနတရားအလူတော်ပြုလုပ်လူရန်ပေးကြပါသောဤတရားနာပရိသတ်ပေါင်းတို့ရဲ့ပြုပြုသမျှဓမ္မဒါနလူတော်သည်မျက်နှိပ်ပန်းရထောက်ပံဖြစ်ပါစေနှစ်ကျိတ်ရှိရှိဗုဒ္ဓရုပ်ပွားတော်များပူဇနီယပူဇော်ဝေကြီးကျင့်ပရာနာ၏အဖက်ဖက်မှာပါဝင်ကုသိုလ်ပြုကြပါသောကုသိုလ်ရှင်အလူရှင်များရဲ့ဗုဒ္ဓပူဇနီယကုသိုလ်အလူတော်သည်မျက်နှိပ်ပန်းထောက်ပံဖြစ်ပါစေသာနိဗ္ဗာန်ကိုမရသေးဘဝတန်တရာချင်းလျာပါတော့တပည့်တော်တို့ဆရာတော်ဘုရားသာသနာပြုတကယ်လို့တပည့်တော်တို့လည်းသာသနာပြုခွင့်ရပါစေ
ဆရာတော်ဘုရားရရှိတော်မူခဲ့သောကုသိုလ်ကျိုးကိုတပည့်တော်တို့ထပ်တူညီများရရှိပါစေသာရှင်ဘုရားဆောင်ရွက်နေတော်လူမှုရေးစီးပွားရေးကျန်းမာရေးပညာရေးအလုပ်ခံတွေလည်းအနောက်ရှေ့ဖြစ်စီမရှိတိုးတက်အောင်မြင်ပါစေသွားလျာနေထိုင်ရာလုံလုံရာရတိုင်းမိသားစုတွေရဲ့ကောင်းကျိုးကိုလူလားနဲ့သက်လိုက်ပါဆောင်ရောက်ကြပါသောပုဂ္ဂိုလ်တော်ပေါင်းတွေကယုံဝဲသားယုံဝဲသမီးပမာမေတ္တာရှိထားစောင့်ရောက်နေရပါစေရှင်ဘုရားဤယနေ့ပြုခဲ့ပြီးသောကုသိုလ်ကောင်းမှုအဖို့စုမှန်များကိုအဘိုးဘွားမိဘဆရာသမားဆွေမျိုးညာတကာအစထားယူကိုဆောင်နိုင်ဆောင်နာချမ်းဆောင်နာလမ်းဆောင်နာရက်ွက်ဆောင်နာမျိုးလေဆောင်နာတိုင်းနိုင်ငံဆောင်နာဖယားဆောင်နာဝတ္တကမြေဆောင်နာကျောင်းဆောင်နာသာသနာမြေဆောင်နာနဲ့မျက်နှာကောင်းနာဘုံဝီကိုအများပေးဝေပါ၏မိသားစုတွေနဲ့ဘဝဆက်ရှိသူပဋ္ဌာန်းဆက်ရှိသူကဆက်ဉာဏ်ဆက်ရှိသူအကြောင်းကျိုးဆက်ရှိသူဘဝဟောင်းလားဆွေမျိုးအပေါင်းတွေကိုလည်းအများပေးဝေပါ၏မိသားစုတွေကကိုယ်လုံးအနေစာရောက်သွားကြပြီတော့တပုံတဘောမှာရောက်နေကြသည်ကိုယ်လုံးသူမိသားစုဝင်အားလုံးကိုလည်းအများမြတ်တာပေးဝေငါပါပြီကုန်၏ကိုယ်လုံးသူမိသားစုရရောက်လျာဖြစ်လျာဘုံဘဝဘုံဒါနကသိပါစေမြတ်ပါစေချားပါစေတည်မြဲကြသည်၍ဤနေရာဌာနသို့လာရောက်နိုင်ပါစေဒီလိုကမွေဘုံမှာရေစက်ချအများဝေရပါစေသာဓုဖို့ရပါစေကောင်းမြတ်သောစိတ်ဓာတ်ဖြင့်ရေစင်ကိုသုံးချ၍အမြတ်မြတ်တာပေးဝေငါကြပါပြီဘုံတော်တည်းအလုံးသော30ဘုံသာဝေရများခொနည်းရတာခொနည်းရသမီးများသာဓုကိုရမျိုးလင်းဆောင်စားနေကြသောကျွတ်တန်းလွတ်တန်းဆံဝင်လူကြပါသောဆွေတော်ရှိတော်လူတော်ပေါင်းတို့သည်အမြရကြ၍အမြရကြ၍အမြရကြ၍ဝမ်းမြောက်ဝမ်းသာသာဓု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 ခေါ်ဆိုနိုင်ကြကုန်သည်ဖြစ်ကြပါစေကုန်သတည်းအလုံးတန်ပြိုင်အမြဝေ
ဟိုဝါးရတာ